Father ဆိုတဲ့ hero ကတခါတည်းနဲ့ damage တွေအများကြီးပေးနိုင်တဲ့ best damage တောင်ဖြစ်ပါတယ်။ဒါပေမဲ့ M7 မှာကျွန်တော်တို့မြင်တွေ့နေရတဲ့ Father play style က best damage လုံးဝမဟုတ်ဘဲနဲ့ degree တို့ grow တို့နဲ့ဆိုလို့ရှိရင်ခါတိုင်းဆိုလို့ရှိရင်တက်နေရဝင်ပြီးတော့ initiate ဝင်ပေးမယ်။အဲ့မှာ enemy ကိုရှုပ်ထားတဲ့အချိန်မှာနောက်ကနေ Father ဖြတ်တဲ့ play style မျိုးနဲ့ကျွန်တော်တို့ရှေ့ run နေမှာကျွန်တော်တို့တောက်လျှောက်စော့ခဲ့တဲ့ Father play style ဒီလိုမျိုးပါ။ဒါပေမဲ့ M7 မှာတော့လုံးဝမဟုတ်ပါဘူး။ Father ဆိုတဲ့ hero ကိုတခြားစဉ်းစားကြည့်မယ်ဆိုလို့ရှိရင် item စုံနေတဲ့အခါ mage တွေအကုန်လုံးကို by one ရှင်းလို့ရတဲ့ mage ကောင်လည်းဖြစ်ပါတယ်။သူက best type ကိုပုတ်တိုက်ကိုဖြစ်တဲ့အတွက်ဒါM7 မှာဆိုလို့ရှိရင်ကျွန်တော်တို့ပုတ်ကင်းနဲ့ပို့ပြီးဆော့တာမျိုးတွေ့ရပါတယ်ပုတ်ဆိုတာကျွန်တော်တို့တခါရဲတန်းပြတ်တာမဟုတ်ဘဲနဲ့ enemy ကိုသွေးရော်ပြီးတော့ battle မဆိုင်နိုင်အောင်လုပ်တာပါဒီမှာဆိုလို့ရှိရင် Hijumi က sense ကိုသွေးလျှော့လိုက်တော့တကယ်တမ်း battle ဆိုင်တဲ့အချိန်မှာ Nino က sense ကိုပလိန်ဝင်ကေးသွားပါဗျာ okay ဒါ Hijumi เนาะဒီမှာဆိုလဲ sense ကိုသူတွေ့တဲ့ ultimate ရတာတယ်အဲ့လိုသွေးကိုလိုက်လျှော့တာဗျာအဲ့တော့တစ်ဖက်ရဲ့ mage ကိုဒါ battle join လို့မရအောင်လို့သွေးထိုင်လျှော့နေတယ် ultimate နဲ့အဲ့လိုမျိုးပုံစံမျိုးဆော့တယ်ဒါ Hijumi တက်ရောက်တယ် okay ဒီမှာဆိုလို့ရှိရင်ဒါလည်းစံကြီးသူ ultimate ရနေ UA ကိုအဲ့လိုမျိုးလှမ်းပြီးသွေးလျှော့တယ်နောက်ထပ် Rosa သူ ultimate ရတယ်လီနာကိုပဲသွေးလျှော့တယ်အဲ့တော့ဒီ early game တွေမှာအဲ့လို mage တွေကို battle ဆိုင်လို့မရအောင်မောင်းထုတ်ထားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့က team fight မှာပို့ပြီးတော့တာနိုင်ပါတယ် M7 မှာဒါမျိုး play style ကိုအဓိကထားပြီးတော့ဆော့တယ်တက်နေတဲ့ဖာလို့ရှိရင်ဒါကိုယ့်အကိုတယောက်တည်းလိုမျိုး solo mission တွေလုပ်ပြီးတော့နောက်ဆုံးတကယ်အရေးကြုံတဲ့အချိန်မျိုးမှာပဲဒီ mage တက်စားလို့ရှိရင်တခြားအသုံးဝင်တဲ့ကောင်တွေပြန်ပြီးတော့အိမ်နဲ့ play style လေးဖြစ် changes လုပ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒီ play style ကိုတော်လေးသဘောကျမိအောင်မို့လို့ကျွန်တော်လည်း run ပါရဲ့ play style ကိုတော့ try နေဗျ run ဆိုတာ tournament တွေတဲ့အများကြီးပို့ပြီးတော့လွယ်တာမို့လို့ကျွန်တော်ဒီပွဲမှာဆိုလို့ရှိရင်တစ်ဖက်ကနာနာကိုင်းနဲ့တူတာကိုတပွဲလုံးထိုင်ပြီးတော့အိမ်လိုက်တာအဲ့လို battle ဆိုင်တဲ့အချိန်မျိုးမှာလည်းကျွန်တော်တို့မှာ magic damage ပါတယ်ဟိုမှာ magic damage မပေါ့ဘူးဆိုတော့ကျွန်တော်တို့ဘက်ကတန့်တွေကိုပို့ပြီးတော့လောက်ကွက်ထက်ဆွေတယ်အဲ့တော့ဒီလိုမျိုးတစ်ဖက် early game ကတစ်ဖက် mage ကို abuse လုပ်ထားပြီးတော့ဒါ early game နဲ့နှိမ်ထားမယ်ဆိုရင်တစ်ဖက် mage ကလည်း game ဆော့ကျင်တော့မထင်ဘူးညာဖာစာကြီးကတစ်ချိန်လုံးသူ့ပဲအိမ်နေတာဆိုတော့ကျွန်တော် M7 လိုမျိုးကျွန်တော်စောကြည့်လိုက်တဲ့အချိန်မှာ rank က mage ချင်းပိုင်းမှာလည်းပို့ပြီးတော့လွယ်အဲ့တော့ဒါဖာစာကိုင်းနဲ့ဒီကိုကောင်မလေးပဲဖြစ်ဖြစ်ကိုယ့်ရဲ့ border ရှိလို့ရှိရင်ဒီ video လေး mention ခေါ်ပြီးပြလိုက်ဖို့ ਨੇ Fasa play style တွေကိုတန့်တွေကိုစောင့်နေမယ်ဆိုတာဒါမျိုး solo mission တွေလုပ်မယ် linking ရောက်မှ position လေးချိန်မယ်ဆိုလို့ရှိရင်ဒါပို့ပြီးတော့လွယ်လာမယ်လို့ထင်တယ်ပေါ့နော် okay video လေးဒီလောက်ပါဗျာဒီ video ကဒါမျိုး beginner တွေအတွက်ရည်ရွယ်တာမို့လို့ Fasa Pro ကြီးတို့ကြော်ဝါးကြဖို့ကျွန်တော်ပြောရင်းနေ okay ဒီလောက်ပါပဲ